တို့ရေဒါလေးကနံပါတ်1ပုံလေးပါနော် diamond တစ်စိတ်လေးအောက်ကပေါင်းမီလေးပါဒါကတော့ကတင်အသေး size သေးပါနော်ကာလာလေးတွေမိတ်ဆက်ပါမယ်တို့ဒီကာလာလေးကဒီဟာလေးကကြလို့ရှိရင်အုတ်ကျိုးရအောင်အမှုလေးပေါ့နော်ကာလာဆန်းလေးပါပါတယ်ခါနောက်ဘက်ကညှို့ကျိုးအရှိမှာကြတော့လူမျိုးလေးခပတ်ကလေးနဲ့ပေါ့နော်ရှေ့ကကျဲသီးလေးနှလုံးပါမယ်ဇစ်လေးပါမှာပေါ့နော်ခါလေးက32ပါတင်က40ပါနော်ရှေ့မှာအိတ်ကက်လေးပါမယ်ဘောင်းမီရဲ့အရှိက35ပါတို့ရေပေါင်ချင်းဆိုရင်100ကနေပေါင်ချင်း140တိတော်ပါတယ်နော်ဈေးနှုန်းလေးက4900အခုစပြမှာကအုတ်ကျိုးရအောင်အမှုလေးပါနော်နောက်တစ်ခါကခုပြရအောင်လေးပါရှင့်diamond ရဲ့အားသာချက်ကတို့ရဲ့သွားလာလှုပ်ရှားရလွယ်ကူပြီးတော့တက်တာရှိပါတယ်ခြေသားကိုမှဆွဲသားလေးပါနော်ခုပြရအောင်လေးပါရှင့်တို့ရေမစိုးထဲဆိုင်ကမိတ်ဆက်ပေးပါတယ်နော်ရာရောက်တဲ့မြို့တိုင်းကိုလည်းအိမ်ရောက်ငွေချေပို့ပေးပါတယ်ဒါကတော့ကျွန်းညိုလို့လည်းခေါ်မှာပေါ့နော်အသားချင်းရောင်လေးပါဒါလေးကတော့နှက်ပြက်ရောင်လေးပါရှင့်တို့ရဲ့ပေါင်ချင်းဆိုရင်ပေါင်ချင်း100ကနေ140ထိတော်ပါတယ်ဒါကပန်းမိတ်ကရောင်လေးပါတို့ရေမစိုးထဲဆိုင်ကဖတ်ဆာပလစီဖတ်ဆာပလရက်ကွက်မှာပါရှင့်ဒါလေးကတော့အညိုရောင်လေးပါနော်ကာလာလေးက9ရောင်လာပါတယ်ဈေးနှုန်းလေးက4900နော်ဥစိုးပြထားတာကအနက်ရောင်ဆူဆူလေးပါတို့ရေကာလာ9ရောင်ဈေးနှုန်း4900ပေါင်ချင်း130ကနေ140ထိတော်ပါတယ်နော်ကျေးဇူးတင်ပါတယ်တို့ရေ